လူယူကြီးလုံနေတဲ့၍နင်းခံနေရမှာပဲဆိုတဲ့စကားကိုကြားဘူးလားမင်းရောလူယူကြီးလုံရင်အမြဲတမ်းနင်းခံနေရတယ်လို့ခံစားနေရလားဒီနေ့ငါတို့ဘာလို့ဒီလိုဖြစ်နေရလဲဆိုတာကိုရှင်းပြမယ်လူယူကြီးဆိုတာကောင်းတဲ့အရာပါဒါပေမဲ့တချို့လူတွေကမင်းရဲ့ကောင်းတဲ့စိတ်ကိုအခွင့်အရေးယူတတ်ကြတယ်ဥပမာမင်းရဲ့တငယ်ချင်းတယောက်ကအမြဲတမ်းပတ်စံချေးပြီးပြတ်မဆက်ဘူးဒါမှမဟုတ်လို့ဖို့ကင်ဘက်တယောက်ကသူ့အလုပ်တွေကိုမင်းကိုပဲအမြဲပုံချနေတာမျိုးမင်းကငင်းရမှာအားနာပြီးဟုတ်ကဲ့လိုက်လုပ်ပေးနေရင်အဲ့ဒါမင်းရဲ့လူယူကြီးစိတ်တက်ကိုအနှင်းခံနေရတာပဲမြန်မာစကားပုံလိုပဲလက်တလုံးကြားလှုပ်ရှားတယ်ဆိုတာမျိုးပေါ့မင်းကယူသားတဲ့စိတ်နဲ့ကူညီပေမဲ့သူတို့ကမင်းရဲ့ယူသားမှုကိုအသုံးချပြီးသူတို့အကျိုးစီးပွားအတွက်ပဲကြည်နေတာမင်းရဲ့အချိန်မင်းရဲ့အားရင်မင်းရဲ့စိတ်တက်တွေအလကားကုန်သွားတာပေါ့ဒါဆိုဘယ်လိုလုပ်ရမလဲအဖြေကတော့ရှင်းပါတယ်ကိုတန်ဖိုးထားပါနိုးလို့ပြောရတဲ့တတိရှိပါမင်းရဲ့အချိန်နဲ့အားရင်တွေကတန်ဖိုးရှိတယ်မင်းကူညီခြင်းနဲ့စိတ်ရှိပေမဲ့ကိုကာကွယ်ဖို့လဲလိုတယ်ဘောင်းတစ်ခုတတ်မှတ်ပါမင်းရဲ့ကောင်းတဲ့စိတ်ကိုအခွင့်အရေးယူလို့မရဘူးဆိုတာပြသပါမှတ်ထားပါကိုကာကွယ်တာဟာကိုချင်းမစားတာမဟုတ်ဘူးကိုတန်ဖိုးထားတာမင်းရဲ့တန်ဖိုးကိုမင်းကိုယ်တိုင်ကအရင်ဆုံးသိဖို့လိုတယ်ကဲမင်းရောဘလို့အခြေအနေမျိုးမှာလူယိုကြီးလုံရင်အနှင်းခံခဲ့ရဘူးလဲဒါမှမဟုတ်နိုးလို့ပြောပြီးကိုကာကွယ်ဘူးတဲ့အတွေ့အကြုံရှိရင်ကွန်းမှန်လေးမှာပြောခဲ့ပါဦး